မိဘပြည်သူများရှင်ကျမဒီနေ့နောက်ဆုံးတင်ဆက်ပေးချင်တာလေးကတော့မလုတ်တဲ့မလုတ်ထိုက်တာတွေလုတ်ခဲ့တဲ့သူတွေအကြောင်းလေးပဲရှင်အတိတ်အကြောင်းတွေကိုကျမသိပြီးတော့မနှိုးဆွချင်ဘူးဒါပေမဲ့လည်းလိုအပ်လာတဲ့အတွက်နောင်သားရဲ့တန်ဝေကယူဖို့အတွက်သင်ခန်းစာယူဖို့အတွက်နှိုးဆွပေးရဖြစ်ပါရှင်လုတ်တဲ့ဖိုင်လေးတစ်ခုကိုကျမအနည်းငယ်လေးပေါ့နော်အကြီးတော့မပြတော့ရှင်တိတိလေးပဲပြတော့ဒီမှာပဲကြည့်လိုက်ပါတော့ရှင်မိဘပြည်သူမြင်တွေ့နေရတာတော့အတကူးဆိုတဲ့ရုပ်သံဖိုင်တူလေးပေါ့နော်အဲ့ဒါမင်းသမီးလေးလက်ကရိုက်ခဲ့တာဖြစ်ပါတယ်ကျမနိုင်ငံမှာတော့သူကမင်းသမီးတွေပေါ့နော်အခုသူများနိုင်ငံတော့သူတို့ရောက်ကုန်ကြပြီအဲ့ဒီမှာတော့မင်းသမီးမဖြစ်တော့ဘူးရှင်ဒီလားအဲ့လိုတော့ရှိပါတယ်သူတို့ရဲ့အမှုပညာကမြန်မာနိုင်ငံမှာပဲရှင်သန်ပွင့်လန်းတာပါမြန်မာနိုင်ငံလူတွေကချစ်တဲ့စိတ်နဲ့ပုံကိုယ်ဆွဲနဲ့အားပေးကြလို့ဒါသူတို့အမှုပညာရှင်မင်းသမီးဆိုပြီးတော့လက်ခံကြတာရှင်နိုင်ငံခြားလူတွေကဘယ်သူမှလက်ခံဖို့မရဘူးရှင်ဒီတော့သူတို့ဟာဆိုရင်မင်းသမီးမဖြစ်တော့ပါဘူးเนาะဒါအယုဒ္ဓဖိုင်တွေကသူတွေကိုမင်းသမီးလို့ခေါ်ရမလားမင်းသမီးလို့မခေါ်ရတော့လားဆိုတာကျမလည်းဝေခွဲမရဖြစ်ပါရှင်ဟိုသူတို့လောက်ခဲ့တဲ့လောက်ရကတင့်တော်တယ်လို့ထင်ပါသလားရှင်ကျမတို့တကြံဆိုတာကတော်လှန်ရေးနဲ့လည်းဘာမှမဆိုင်ဘူးတော်လှန်ရေးဆိုတာမရှိခင်နှစ်ပေါင်းရာချီကလေးကမြန်မာနိုင်ငံမှာရှိခဲ့တဲ့ပွဲတော်တစ်ခုကိုဒီလိုရုပ်ပြက်ဆင်းပြက်အနိဋ္ဌာယုံတွေနဲ့ရုပ်တံဖန်ရိုက်တယ်ဆိုတာတင့်တော်ရဲ့လားရှင်ဒီလိုမကောင်းတဲ့နမိတ်တွေကိုကျမတို့လုတ်ပြသွားတဲ့သူတွေလက်ပြလုံးရဲ့လားရှင်အခုတကြံဟာဆိုရင်ဒီလိုပဲရှင်တကူးဖြစ်သွားခဲ့ပြီလူတွေမပျော်နိုင်တော့ဘူးတကြံမှာသိလားတကြံအောင်လဲဒီနှစ်မှာနိုင်ငံတော်ကလည်းပြောထားပြီးသားဟိုလိုမျိုးသီဆိုးကခုံပြီးတော့မကျင်းပပါဘူးရှင်စလူတာကြွေးတာတို့အလှလောက်တာတို့ပေါ့နော်ဒါလေးနေပဲကျင်းပမှာပါသူတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်သွားပြီရှင်သူတို့ပြောရလားမသိဘူးနော်ကျမတော့မပြောနိုင်ရှင်အယုတ်တန်ဖိုင်မြင်ကြတဲ့လူကြီးတွေပြောပါတယ်မလုတ်တဲ့မလုတ်ထားတဲ့ light မလုတ်ထိုက်တာလုတ်ကြတယ်ပေါ့နော်ဒီလိုဟာတွေဖြစ်လာတဲ့အကျိုးဆက်တွေကိုသူတို့တာဝန်ယူမှာလားမသိဘူးဆိုရင်ပြောတဲ့လူကြီးတွေရှိပါတယ်ရှင်ဒီတော့ကျမအခုဒီလူကြီးတွေပြောတဲ့အတိုင်းမေးလိုက်ချင်တယ်အဲ့ဒီမင်းသမီးလို့ခေါ်ရမလားမခေါ်ရမလားမသိရဲ့၄ယောက်ဒီတာဝန်ယူမှာလားရှင်အဲ့ဒီတကူးဆိုတဲ့ရုပ်တန်ဖိုင်ကိုရိုက်ခဲ့တဲ့ဒိုက်တာရှိလိမ့်မယ်နော်ဇညိုးရေးတဲ့သူရှိလိမ့်မယ်တချင်းဖန်တီးတဲ့သူရှိလိမ့်မယ်တာဝန်ယူမှာလားရှင်ကျမနိုင်ငံမှာဖြစ်သွားတဲ့အရာတွေပေါ်မှာတာဝန်မယူရှင်တို့ကလေဒါသူတို့ကြောင့်လုတ်လိုက်တဲ့လုတ်ရဲ့ဘယ်ဟာပဲဖြစ်သွားသူတို့အပြစ်တင်တာတယောက်တည်းပဲကျမနိုင်ငံမှာအဲ့ဒါကျမတို့ရဲ့တက်ချုပ်ကိုကြုံမှုချင်းမင်းအောင်လည်းတယောက်တည်းပဲသူတို့ပြစ်တင်တာသူတို့ဒုတိယအပြစ်တင်တာဘောမတွေတဲ့ဘောမဆိုတာသူတို့တော်လိုင်းရုံမထောက်ခံတဲ့သူတွေနော်သိရသူတို့တော်လိုင်းရုံမထောက်ခံလို့မှများအကုန်ဘောမတွေပဲသိလားအဲ့လိုမျိုးရှင်အဲ့တော့ဘယ်သူတာဝန်ယူကြမှာလဲရှင်အခုလိုဖြစ်ကြတော့လောက်တော့အကုန်ဝိုင်းလောက်ကြရလေဆန္ဒပြတော့လည်းအဲ့လိုပဲမဖဲဝါတဲ့အခေါင်းထမ်းနေပြီးပုံစံမျိုးတွေနဲ့မြန်မာနိုင်ငံမှာချုပ်ကိစ္စတွေလုပ်လို့မရဘူးရှင်သိလားစဉ်းစားဆင်ခြင်ရတယ်ပြီးတော့ကျင်းစာတွေတိုက်ကြတယ်အသေးစိုးနဲ့သေးပါစေလို့နှုတ်ဆုပ်ကျမနှုတ်ကနေတော့မပြောရဘူးရှင်ကတော့အဲ့လိုမျိုးပေါ့နော်သိရမလားပြောတာရှင်သိရမလားဘယ်လိုမျိုးဆွေစဉ်မျိုးဆက်ဘယ်လိုဖြစ်ပါစေအခုကျတော့အသေးစိုးနဲ့သေးတွေအများကြီးမြင်နေရပြီရှင်သူတို့ကျင်းစာတွေကအတိုင်းပဲဒါပေမဲ့သူတို့ကျင်းလိုက်တာတော့ဘသူ့ကြီးညူးပြီးကျင်းလဲဆိုတော့တက်မတော်သားတွေအစိုးရဝန်ထမ်းတွေကိုရည်စူးပြီးကျင်းတာကျမတို့နိုင်ငံခေါင်းဆောင်ဆိုအခေါင်းတွေပဲတုပ်ပြီးတော့လုပ်တယ်ပေါ့နော်တက်ချုပ်သေးသွားပြီပေါ့ရှင်အဲ့လိုပုံစံမျိုးနဲ့အခေါင်းမှာတက်ချုပ်ပုံကပ်ပြီးတော့အတုပချရဆိုရင်လုပ်တယ်ရှင်အခုကျမတို့တက်ချုပ်ကကျမ်းမာရှင်လန်းစွာနဲ့မှာထိုင်းကိုသွားလိုက်ပြီသိလားတိတ်နေတာပြည်သူတွေသိလားအဲ့တော့သူတို့ချိန်စာဘဲကိုထိလဲဆိုတာသူတို့အခုချိန်ကြီးမစမ်းစားတတ်တာတော့ကျမဘလုံးမတွေးလို့မရတဲ့ကိစ္စဖြစ်သွားပြီရှင်သိလားတဘာဝလုံးဖြစ်ရဖြစ်သွားပြီရှင်သိလားဒီတော့လူဆိုတာကိုဖြစ်ချင်တိုင်းဖြစ်တာမဟုတ်ဘူးသူများကိုချိန်ဆတိုင်းသူများဖြစ်တာမဟုတ်ဘူးရှင်ချိန်ဆတဲ့သူပဲထိတာရှင်ဒါလေးစဉ်းစားဖို့လိုပါတယ်အခုငလင်တန်ထိတယ်တယောက်ချင်းလိုက်ပြီးစင်းကောက်ကြည့်ပါလားဘောမာတွေပဲသိရလားလို့တချို့ကြီးပျော်နေကြလို့ပါမေးသိတယ်ပျော်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့နေပြီးတော့လဲအဲ့လိုပဲနေပြီးတော့မှထိရဲတယ်ပျော်တယ်ဆိုတော့နေပြီးတော့ဝန်ထမ်းအားလုံးနဲ့မှာဘောမာတွေပဲရှိရလားဘေးသီးမပါဘူးလားပြန်ဝင်စီတန်တွေမပါဘူးလားဌာနဆိုင်ရာသတင်းတွေကိုကစ်တက်တော့ဘာလို့ပို့ပေးရနေသူမပါဘူးလားအကုန်ပါလေအကုန်ဒုက္ခရောက်ကြပဲလေတန်းစီပြီးတော့ဒါတွေကိုကျမတို့တော့မှခွဲခြားပြီးတော့ဘသူကတော့ပျော်တယ်ဘသူတော့ဝမ်းနေဆိုရင်မရှိဘူးသူတို့ကရှိရဲရှင်သိလားအဲ့ကြောင့်ဖျဲသီးလည်းစဉ်းစားတဲ့နေတော့တခုဖြစ်လို့ရှင်တို့ဘက်မှာသူတို့မနေဘူးသူတို့ကရှင်တို့ကိုနန်းစီတန်ဆိုတဲ့ဘောင်လေးနဲ့ထည့်ပြီးလို့ရှင်တေးသေးရှင်းရှင်းပြောတာသူတို့အကျိုးပြုနေတာသူတို့နားမလဲရှင်သိလားရှင်တို့ဘလို့ပဲဖျဲသီးလုပ်ပြီးတော့ဌာနဆိုင်ရာသတင်းတွေသူတို့စီဘလို့ပို့သူတို့ကျေးဇူးတရားမသိတတ်ဘူးဒါလေးလည်းဖျဲသီးလုပ်နေတယ်နည်းစဉ်းစားတင်ဖို့လိုပါတယ်နော်ဒုက္ခမရောက်စေနဲ့တော့ဒုက္ခရောက်အနီးရပျော်မှာသိလားကို့အဝင်းဝိုင်းလေးပဲကိုသစ္စာရှိကြပါလို့ကျွန်မတခါလေးတိုက်တွန်းလိုက်ချင်တယ်ရှင်နော်ကိုကဌာနဆိုင်ရာဝန်ထမ်းဆိုကိုဌာနဆိုင်ရာကိုသစ္စာရှိဒီကောင်တွေကိုကြော်ခွပြီးသစ္စာရှိတော့အခုဒုက္ခရောက်တော့ဘသူပြောလဲဒီပိတ်တွေပဲပြောနေတာရှင်ကျွန်တော်တို့ဘက်ကပြောတာတရားမှမရှိဘူးအကုန်လုံးကဘလို့ကူညံ့လဲပဲကြည်နေကြတာရတဲ့နေရာလေးကရတဲ့ပေါက်တွေကကူကြတာအားလုံးလည်းမြင်ကြတာပဲရှင်ဒီလောက်မြင်တာတော့မှအတိအကျမရှိသေးဘူးဆိုစက်မိုက်ကြပေါ့ဟုတ်တယ်မလားဒါလေးပဲပြောတာရှိရရှင်ဒီတော့ဒါတော့သတင်းမဟုတ်ပါဘူးရှင်ကျမအနေနဲ့မလုတ်တဲ့မလုတ်ခိုက်တာတွေလုတ်ခဲ့တဲ့အောင်ပြောပြတာပြီးတော့ဖရဲသီးတွေနဲ့စဉ်းစားတောင်ပြောပြတာရှင်တကယ်ဖြစ်လာရင်ရှင်တို့ဘက်မှာနေတာဘယ်သူလဲရှင်တို့ပြည်သူအဖြစ်နဲ့လက်ခံပေးပြီးတော့စောက်ရှောက်ပေးတာဘယ်သူလဲရှင်တို့ဘက်ကနေမမရက်ပြီးတော့အခုချိန်နေစရာတွေစင်ပြေးလားစားစရာစင်ပြေးလားဆိုပြီးစိတ်ကူပေးတာဘယ်သူတွေလဲရှင်တို့ရှိတဲ့နေရာတွေရောက်လာပြီးတော့အလှူဒန်းပစ္စည်းလေးတွေရအောင်ပယ်ပိုးလာပြီးတော့လက်ထဲလာထည့်ပေးတာဘယ်သူတွေလဲဒါလေးစဉ်းစားဖို့လိုပါရှင်အချို့နိပိတ်တွေရှိရဲ့နေပြည်တော်မကယ်ဘူးတဲ့ရတယ်မကယ်နဲ့ကိစ္စမရှိဘူးကျမတို့ကယ်မယ်ကျမတို့စူးစမ်းကယ်မယ်ရှင်ကျမတို့ဘယ်သူမဆိုတတော်ဝါဆိုကျမတို့အယုတ်လက်အမျက်မရွေးကယ်တယ်
နော်သူတို့ကရွေးပြီးကဲတယ်အဲ့တော့ဒုက္ခတရားကလည်းရွေးပြီးလာလိမ့်မယ်နော်အဲ့တတိတော်ထားရှင်လမ်းသွားရင်တတိထားမြေမျိုးမှာဆိုလို့ဒီမှာခုအစကားရန်ခစ်စားနေရှင်မြေမျိုးလိမ့်မယ်နော်အဲ့ဒီတော့တတိထားပါရှင်သူများအရှိမတော့ဖြစ်နေတာမြင်တာတော့မှဘဝသင်္ကန်းစာမယူတတ်ဘူးဆိုရင်ကိုယ်လှည့်ကြတော့မှပဲဘဝသင်္ကန်းစာလေးယူလိုက်ကြပါရှင်ဒီလိုပြောလိုက်ပါတော့မယ်နော်ဒီတော့ကျမတို့ကတော့ခါကျရင်အတိတရားလေးရှိဖို့လိုတယ်ကိုယ်နိုင်ငံကိုချစ်တတ်ဖို့လိုတယ်တစ္ဆာစူးမကိုကြောက်တတ်ဖို့လိုတယ်ရှင်တစ္ဆာတွေစူးကြမယ်နော်ဒီလားတစ္ဆာရမ်းဖောက်ကြနေရှင်တစ္ဆာဆိုရင်ကြောက်ဖို့ကောင်းတယ်ဒါလေးနားလည်ဖို့လိုပါတယ်ရှင်ကျမသတင်းတက်ဆက်မှုတွေတောင်းနေပဲရက်တက်မြစေရှင်ကျမပြောချင်တာတော့အများကြီးပါပဲရင်းနှမပြည့်နေတာရှင်ဒါပေမဲ့တနေ့နည်းနည်းလေးပဲတက်ဆက်ဖို့အတွက်အချိန်ရှိတဲ့အတွက်ဒီလောက်လေးပဲပြောပြစီနော်နောက်နေ့မှာပုံပြည့်စုံလဲကျမတက်ဆက်ပေးပါမယ်အတိကနေပြီးတော့စေတနာမရှိပါဘူးဆိုရင်ဒီပိတ်တွေသိအောင်လို့ကျမတိတိတတ်တော့ပေါ့ပေါ့ကုန်ကုန်သတင်းတစ်ပုဒ်တော့တင်ဆက်ပေးအောင်မယ်ရှင်ဘေးချတင်ဆက်ပေးအောင်မယ်နော်အဲ့တော့မှလေကျမတောက်တစ်ခေါက်ခေါက်နဲ့ဒေါသမထွက်ကြနဲ့နော်အဲ့ဒီလိုရှိရကျမ data တွေစုလိုက်အောင်မယ်နော်စုပြီးတော့မှတေချာချာလေးပြောပြမယ်ဇလန်းပေါင်းစုံကိုနော်အဲ့ဒီလိုရှိပါရှင်ဒါကြိုတင်ပြီးတော့ကျမကြိုညာထားတာဖြစ်ပါတယ်ရှင်